ကောင်းပြီမလားအာဇီယောမြတ်ကြီး၌ပဋ္ဌာန်းတရားဝိဖပူဇော်ကြကုန်သောသံဃာတော်ရှင်သူမြတ်တို့အားကပ်ဖို့လားဘုံဘုံကပ်မယ်လားကပ်သံဃာတော်ဒီမှာမြောက်လိုက်သံဃာတော်ဒီမှာနိဗ္ဗာန်ပစ္စည်းဟောတယ်